ကျမတို့ရဲ့မြန်မာ 3D channel ကိုအားပေးနာဆင်လျက်ရှိတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel ကနေပြီးတော့ပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာပရိသတ်ကြီးကိုတင်ဆက်ပြီးမှကတော့သာသမီဝတ္တရားဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုပရိသတ်ကြီးတို့နားဆင်ရမှာပဲဖြစ်ပါတယ်။တောတောင်အထက်ထက်ဝန်းရံထားတဲ့အဲ့ဒီရွာကလေးမှာအိမ်ခြေပေါင်းရှာနဲ့ချီပြီးရှိပါတယ်။ဒါပေမဲ့ရွာအစွန်ကအိမ်လေးတစ်လုံးထဲမှာတော့အမေဖြစ်သူဒေါ်ရွှေစင်နဲ့သမီးလေးနှင်းစီတို့နှစ်ယောက်ထဲအေးလူလူနေထိုင်ကြတာပါ။နှင်းစီကခန္ဓာကိုယ်ပိန်ပိန်ပါပါနဲ့အသားညူညူမိန်ကလေးတစ်ယောက်ဖြစ်ပေမဲ့ဇွဲတော့အတော်လေးကောင်းပါတယ်။သူမဟာရွာတွေကတခြားလူတွေလိုနေပူမရှောင်မိုးရွာမရှောင်တော်ရထဲမှာပင်ပန်းပန်းအလုပ်လုပ်ရပါတယ်။အဲ့ဒီခေတ်တုန်းကတော့ရွာသားအများစုဟာတောင်ရလုပ်ငန်းကိုပဲအဓိကအားကိုးကြတာပေါ့။ပြီးရင်တော့အဲ့ဒီအသီးနှံတွေကိုချင်းနှောင်းနဲ့အပြည့်ထည့်ပြီးမြို့စည်းအထိခြေချင်းသွားရောင်းချရပါတယ်။ရှားလာတဲ့ငွေကြေးလေးနဲ့မှအိမ်အတွက်လိုအပ်တဲ့စံစီစားကိုပြန်လဲပြီးအမေအတွက်ဝယ်ယူခဲ့ရတာပါ။နှင်းစီကနေတိုင်းမနက်4 နာရီ5 နာရီဆိုတာနဲ့အိယာကနေထပြီးချမင်းဟင်းချက်ရင်အိမ်အလုပ်တွေကိုဇက်တိုက်လို့ရပါတယ်။အိမ်အလုပ်တွေအားလုံးပြီးတာနဲ့ချက်ချင်းမဲလိုအပ်တဲ့ပစ္စည်းတွေကိုယူပြီးတောင်ယာကိုထွက်သွားတော့တာပေါ့။တောင်ယာကိုမသွားခင်တိုင်းမှာလေအမေဖြစ်သူကိုအိယာနို့ပြီးထမင်းစားဖို့အမြဲတမ်းပြောခဲ့ပါသေးတယ်။နင်းစီကအလုပ်အရန်ကြိုးစားတဲ့ကလေးတစ်ယောက်ဖြစ်ပေမဲ့အမေဖြစ်သူဒေါ်ရွှေစင်ကတော့အလုပ်မလုပ်ပဲပြင်းနေသူတစ်ယောက်ဖြစ်နေပါတယ်။တဏီကုံဖိတ်ရိုက်တာရွာတွေကတငယ်ချင်းတွေနဲ့အရက်တောက်တာတွေနဲ့ပဲအချိန်ကုန်နေတာပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ဒေါ်ရွှေစင်ဟာအခုလိုမျိုးမဟုတ်ခဲ့ပါဘူး။တရွာလုံးကအားကြရအောင်အိမ်အောင်မှုကိုနိုင်နေလက်ကြောတင်းနဲ့အလုတ်ကြိုးစားတဲ့မိန်းကလေးတစ်ယောက်ပါ။ဒါပေမဲ့အိမ်အောင်ဦးစီးဖြစ်တဲ့ခင်မွန်းတဲ့ရုတ်တရက်ဆုံးပါသွားတဲ့အချိန်မှာတော့ဒေါ်ရွှေစင်ရဲ့ကဘာလေးတစ်ခုလုံးပြိုလဲသွားခဲ့ရပါတယ်။ချေရသူကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းမှုတံကိုဒေါ်ရွှေစင်မခံစားနိုင်ခဲ့ပါဘူး။ထမင်းမေဟင်းမေဖြစ်လာတဲ့အပြင်အရင်ကတံမိုးထားခဲ့တဲ့အိမ်အလုပ်တွေကိုလည်းစိတ်မဝင်စားတော့ပဲပြစ်ထားပါတော့တယ်။ရင်တွေကပူလောင်မှုတွေကိုမေးဖြောင်းနိုင်ဖို့အရက်ကိုအဖော်ပြလာသလိုတနေ့တာအချိန်တွေကိုလည်းလောင်ကစားဝိုင်းတွေထဲမှာပဲခုံဆုံးစေခဲ့ပါတယ်။နေ့တိုင်းလိုအရက်နဲ့လောင်ကစားတွေမှာပဲနေမွန်းလာတာကြောင့်ဒေါ်ရွှေစင်ဟာအရင်ကလိုတက်ကြွတဲ့မိန်းမတစ်ယောက်မဟုတ်တော့ပါဘူး။အလုတ်အကင်ဆိုတာကိုစိတ်မဝင်စားတော့ပဲအပျော်ပါးနဲ့အပြင်းထန်ကိုအသားကျသွားတဲ့သူတစ်ယောက်ဖြစ်သွားရပါတယ်။အဲ့ဒီလိုအမေဖြစ်သူရဲ့ပြောင်းလဲသွားတဲ့ဘဝပုံစံကြောင့်နှင်းစီလည်းငငယ်ရွယ်နဲ့အိမ်ထောင်မှုကိုဦးဆောင်ပြီးရုန်းကန်နေရတာပါနှင်းစီတယောက်တောင်ယာကိုထွက်သွားပြီးနိုင်ပေါင်းအတော်ကြာမှအမေဖြစ်သူဒေါ်ရွှေစင်ကအိယာကနေလေးပြန်စွာနိုးလာပါတယ်နေတောင်အတော်လေးမြင့်နေပြီဖြစ်ပေမဲ့ဒေါ်ရွှေစင်ကတော့မျက်နာတစ်ဖို့သွားတိုက်ဖို့ကိုစိတ်မကူအားပါဘူးနိုးချင်းမှပဲဘေးနားမှာချထားတဲ့အရက်ပလင်းကိုအရင်ဆုံးလှမ်းဆွဲပြီးလေချောင်းနဲ့ထိအားရပါရမော့ချလိုက်ပါတယ်။အရက်ရှိန်ကြောင့်မျက်လုံးတွေနည်းနည်းပွင့်လာတော့မှအိမ်ပေါ်ကနေဆင်းလာပြီးလမ်းတစ်ဖက်ချမ်းမှာရှိတဲ့ဒေါ်မြိုင်ရဲ့အိမ်ဘက်ကိုရိုင်တိရိုင်တိုင်းနဲ့ရှောက်သွားပါတော့တယ်။ဒေါ်မြိုင်ကတော့နှင်းစီတို့သားမိရဲ့အနီးကပ်ဆုံးအိမ်နီးချင်းပေါ့။ဒေါ်မြိုင်မှာလည်းစုစုဆိုတဲ့သားသမီးတစ်ယောက်ရှိပါတယ်။စုစုကနှင်းစီထက်2 နှစ် 3 နှစ်လောက်ပိုကြီးပြီးအခုတော့ရန်ကုန်မြို့ကြီးမှာအလုပ်သွားလုပ်နေတာပါ။ရွာကမင်းကလေးတွေထဲမှာတော့စုစုကမြို့တက်ပြီးအခြေအနေကောင်းနေသူတယောက်လို့ဆိုရမှာပါ။စုစုကရန်ကုန်မှာအလုပ်လုပ်နေတာဆိုတော့2 လ 3 လနေမှတစ်ခါလောက်ပဲရွာကိုပြန်လာနိုင်ပါတယ်။ဒီလောက်တော့အတွင်းအိမ်ကိုတစ်ခါမှပြန်မလာနိုင်ပေမဲ့မိခင်ဖြစ်သူဒေါ်မြိုင်ကတော့စိတ်မဆိုးတဲ့အပြင်ဘာမှတောင်မပြောပါဘူး။အကြောင်းကတော့စုစုပြန်လာတိုင်းအိမ်ကိုငွေတွေနဲ့ပြန်လာတတ်လို့ပါစုစုကသူ့အမေအတွက်အိမ်ကြီးအိမ်ကောင်စောက်ပြီးထားတဲ့အပြင်လာတိုင်းလေပေါ်ပေါ်တီတီသုံးနိုင်အောင်ပတ်စံတွေအမြဲပို့ပေးနေတာဖြစ်ပါတယ်ဒီနေ့မှာတော့စုစုတယောက်ပတ်စံတွေအိတ်အပြည့်နဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အိမ်ရောက်ကြတဲ့အမေလက်ထဲကိုလက်ဆောင်အဖြစ်ပတ်စံတွေအများကြီးထည့်ပေးလိုက်တဲ့အမြင်ကွင်းကိုမြင်နေရတဲ့ဒေါ်ရွှေစင်မှာတော့အားချမဆုံးဖြစ်နေရပါတယ်တခြားသူတွေရဲ့သမီးလိုမျိုးမိဘကိုငွေပုံပေးနိုင်တဲ့သမီးမျိုးမဟုတ်တဲ့နှင်းစီကိုတွေးမိပြီးဒေါ်ရွှေစင်တယောက်စိတ်ထဲမှာမချင်မနှက်ဖြစ်လာခဲ့တာပေါ့တစ်ဖက်မှာလေနှင်းစီကတော့တောရတဲ့ရောက်တာနဲ့အခြားဘေးအရာကိုမှစိတ်မရောက်ပဲအလုပ်ကိုသာဖိဖိစီစီလောက်ကိုင်နေပါတယ်နေဝင်ရီရောအချိန်ရောက်မှရှောင်းဖို့ဝယ်ဖို့နဲ့ကိုယ်တိုင်ချက်ပြုတ်စားဖို့အတွက်ဟင်းသီးဟင်းရွက်တွေကိုအပန်းတကြီးခုဆွတ်ရတာပါ
အိမ်ပြန်ရောက်တဲ့အခါမှလည်းနှင်းစီခမကိုလက်တန့်စင်ဖို့နေနေသားချွေးတောင်မတုံနိုင်ရှာပါဘူး။တနေ့ကုန်အိမ်မှာကြံခဲ့တဲ့မိခင်ဖြစ်သူဘိုက်စာနီမှာဆိုတော့မိဖို့ချောင်းနဲ့တန်းဝင်ပြီးထမင်းဟင်းချက်ပြုတ်ရပါတယ်။ဖခင်ဖြစ်သူဆုံးပါသွားကြတဲ့ကမိခင်အပေါ်ငဲကွက်တဲ့စိတ်နဲ့နှင်းစီတယောက်ဘလောက်ပင်ပန်းပါစီအမြဲတမ်းဦးစားပေးဂရုစိုက်ခဲ့တာပါ။နှင်းစီထမင်းဟင်းချက်လို့အပြီးတိတ်မကြခင်မှာပဲအမေဖြစ်သူဒေါ်ရွှေစင်ကအိမ်ကိုပြန်ရောက်လာပါတယ်။အဲဒီနောက်မှာတော့သားမိနှစ်ယောက်ထမင်းဝိုင်းမှာအတူတူထိုင်ဖြစ်ကြတာပေါ့ထမင်းစားရင်နဲ့ပဲစိတ်မကြည်မလင်ဖြစ်နေတဲ့အမေဖြစ်သူကစကားတခွန်းဆလိုက်ပါတယ်ဒေါ်ရွှေစင်ညီးကလည်းအေးဘယ်တော့မှများအဖက်တင်နဲ့အလုတ်ကင်လေးသွားလုံမှလေမြို့ပေါ်မှာအလုတ်သွားရှာတာမျိုးလုပ်ပါအောင်လားအေးဟိုဘက်အိမ်ကဒေါ်မြိုင်ရဲ့သမီးကိုကြည်စမ်းပါအောင်သူကရန်ကုန်သွားတာမကြသေးဘူးအခုတော့အိမ်ကိုငွေတွေရွှေတွေအပြည့်နဲ့ပြန်လာနိုင်ပြီသူ့အမေကိုလည်းအိမ်ကြီးအိမ်ကောင်းစောက်ပေးထားသေးတယ်ညီကဘယ်တော့မှငါ့ကိုအဲ့လိုမျိုးထားနိုင်မှာလဲဟဲ့နှင်းစီကအမေကလည်းသူတို့မျိုးမှာဘာအလုပ်တွေလုပ်နေတယ်လဲဆိုတာကျမတို့မှမသိတာတကယ်လို့များအဲ့ဒါကရိုးရိုးသားသားလုပ်တဲ့အလုပ်ဆိုရင်ဒီလောက်အထိမြန်မြန်ဆန်ဆန်ချမ်းသာလာမှာမဟုတ်ဘူးအမေရဲ့သူတို့တွေဥပဒေနဲ့မကင်းတဲ့အလုပ်တွေလုပ်နေတာလို့ကျမထင်တယ်အဲ့လိုအလုပ်မျိုးတွေကပတ်ဆိုင်ရတာများတယ်လို့အန်ရဲ့အရန်များတဲ့အမေကြီးကျမကတော့ကို့အသက်ကိုအဲ့ဒီလိုမျိုးနဲ့အလဲလဲမလုပ်ချင်ပါဘူးတကယ်လို့ကျမတခုခုဖြစ်သွားရင်အမေကိုဘသူကကြည့်ရှုစောင့်ရှောက်မှလဲညီးကတော့အမြဲတမ်းဒီလိုပါပဲဘာမှလည်းဖြစ်မြောက်အောင်မလုပ်နိုင်ဘဲနဲ့ဟိုဟာအပြစ်တင်ဒီဟာအပြစ်တင်နဲ့ကိုကြတော့ဘယ်တော့မှအပြစ်မမြင်ဘူးငါတော့ညီးကိုတကယ်စိတ်ကုန်လှပြီထမင်းအောင်ဆက်စားခြင်းစိတ်မရှိတော့ဘူးညီးတကယ်လို့မျိုးတက်ပြီးအလုတ်သွားလုပ်ချင်နေဆိုရင်ငါ့ကိုစိတ်မပူနဲ့ငါဘာသာငါတယောက်တည်းနေနိုင်တယ်အဲ့ဒီလိုပြောပြီးတာနဲ့ဒေါ်ရွှေစင်ကထမင်းဝိုင်းကနေစောင့်ကြီးအောင်ကြီးထရက်ပြီးအိမ်မြင့်ကိုထွက်သွားပါတော့တယ်။နင်းစီတယောက်ထဲဟင်းပကံတွေကြားထဲမှာကြောင်အန်းနဲ့ကြံရစ်ခဲ့တာပေါ့။အဲ့ဒီညကစပြီးအမေဖြစ်သူကအိမ်ကိုလုံးဝပြန်မလာတော့ပါဘူး။ရွာတွေကဘသူအိမ်မှာသွားအိမ်နေတယ်လေ။ဘဲစီဘဲဝဲရောက်နေတယ်လေဆိုတာကိုလေနင်းစီခမစုံစမ်းလို့မရခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့နှင်းစီဟာထုံးစံအတိုင်းဈေးထဲကိုဟင်းသီးဟင်းရွက်တွေသွားရောက်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာတော့နှင်းစီတယောက်စိတ်နဲ့လူနဲ့မကပ်ဖဲတမိုင်မိုင်တက်ထွေဖြစ်နေတာပေါ့။ရှောင်ရဝဲရတာကိုလေအာယုံစိုက်လို့မရတယ်လို့ဘာအလုပ်ကိုမှလည်းဆက်လုပ်ချင်စိတ်မရှိတော့ပါဘူး။အမေဖြစ်သူကတော့အဲ့ဒီနေ့ကစပြီးသမီးကိုစကားတခုမှမပြောတော့သလိုအိမ်မှာလည်းကပ်မနေတော့ပါဘူး။တနေ့ကုန်ဒေါ်မြိုင်တို့အိမ်မှာပဲအချိန်ကုန်ဆုံးနေပြီ။အရက်တွေတောက်ခါမူးလာရင်ဘယ်နေရာမှအိပ်ပျော်သွားမှန်းတော့မသိတော့ပါဘူး။အမေဖြစ်သူအခုလိုပြက်ခါလုံနေတာကိုမြင်ရတဲ့အခါနှင်းစီတယောက်ရင်ထဲမှာမကောင်းလာဘူးပေါ့အမေတောင်းဆိုတာကိုမဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကိုအပြစ်ရှိတယ်လို့ခံစားနေရတယ်လို့အမေကိုစိတ်ဆင်းရဲအောင်လုပ်နေမိတာလားဆိုပြီးတော့လေဝမ်းနေခဲ့ရပါတယ်နှင်းစီဟာတောင်ရသွားတဲ့အချိန်ရောအိမ်ပြန်ရောက်တဲ့အချိန်မှာပါဒီအကြောင်းကိုပဲထပ်တလဲလဲစဉ်းစားနေမိပါတယ်နောက်ဆုံးမှာတော့အမေဖြစ်သူအပေါ်ထားတဲ့တန်ရိုးစင်နဲ့ချစ်ချင်းမြတ်တာကြောင့်မိမိကိုအနစ်နာခံပြီးမြို့ပေါ်တက်အလှရှာဖို့ခိုင်မာဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။နောက်တနေ့မနက်မိုးလင်းတာနဲ့နှင်းစီကအမေစီကိုအပြေးလွှားသွားပြီးမြို့တက်တော့မယ့်အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်တာနဲ့အမေဖြစ်သူဒေါ်ရွှေစင်ဟာတစ်ချက်ထင်းနေတင်မူးယူနေတာတွေတောင်ပျောက်သွားပြီးပါစက်မစီနိုင်အောင်ပြုံးပြော်သွားပါတော့တယ်။တမီးဖြစ်သူကသူဖြစ်စေချင်တယ်လို့လိုက်ရောပေးတဲ့အတွက်အရန်ကိုဝမ်းသာအားရဖြစ်နေတာပါ။အဲဒီနောက်မှာတော့ဒေါ်ရွှေစင်ဟာမဆိုင်မတွပဲဒေါ်မြိုင်ရဲ့အိမ်ကိုသွားပြီးစုစီမှာအကူညီတောင်းရင်အကျိုးအကြောင်းတွေကိုအားတက်သရောပြောပြပါတော့တယ်။စုရန်ကုန်ကိုပြန်တဲ့အခါနှင်းစီကိုပါတခါတည်းခေါ်သွားပြီးဖို့တိချမှချနေခဲ့တာပါ။မြို့ကိုသွားရမယ့်အချိန်ရောက်လာတော့နှင်းစီကအထုပ်ပိုးတွေကိုပြင်ဆင်ပြီးအမေဖြစ်သူနဲ့အတူစုအိမ်ကိုသွားခဲ့ကြတယ်။မကြခင်မှာပဲနှင်းစီတယောက်မွေးရမြေကိုစွန့်ခွာပြီးစုနဲ့အတူရွာကနေထွက်ခွာလာပါတော့တယ်။လန်ခုလက်မှာတော့နှင်းစီဟာသူ့ရဲ့အိမ်နဲ့အမေဖြစ်သူကိုခွဲခွာရလို့ရင်ထဲမှာမကောင်းပဲလွှမ်းနေမိတာပေါ့ဒါပေမဲ့မိသားစုအတွက်ဆိုတဲ့စိတ်နဲ့အားတင်းထားရတာပါပဲတစ်ဖက်မှာကြံရစ်ခဲ့တဲ့အမေဖြစ်သူဒေါ်ရွှေစင်ကတော့မျိုးတက်သွားတဲ့သမီးကိုကြည့်ပြီးဂုံယူဝင်ကြွားနေတာပေါ့သူစိတ်ထဲမှာတော့ငါသမီးကပတ်စံတွေအများကြီးရှာပေးတော့မယ်ငါ့ကိုချမ်းသာအောင်လှုပ်ပေးတော့မယ်ဆိုတာကိုပဲတွေးပြီးပြောနေတာပါသမီးဖြစ်သူရင်ထဲမှာဘလောက်တောင်စိုးရိမ်ပူပန်ပြီးဝမ်းနေနေမလဲဆိုတာကိုတော့ဒေါ်ရွှေစင်နည်းနည်းလေးမှထည့်စင်းစားမပေးပါဘူး။နိုင်ပေါင်းအတော်ကြာအောင်ခီးနှင်ပြီးတဲ့နောက်မှာတော့နှင်းစီနဲ့စုဟာရန်ကုန်မြို့ကြီးကိုရောက်လာခဲ့ကြပါတယ်။လမ်းဘေးဝဲရကမြင်ကွင်းတွေကိုကြည့်ပြီးနှင်းစီတယောက်အံ့ဩမှင်သက်နေရပါတယ်။
ဘယ်နေရာကိုပဲကြည့်ကြည့်တိုက်တာအဆောက်အုံတွေနဲ့ရောင်စုံမီးဆိုင်တွေကဝင်းပနေတာပါဒါဟာနှင်းစီအရင်ကနေထိုင်ခဲ့တဲ့ဗစင်းရင်ခွဲသံတွေနဲ့ရေနံစီမီခွက်အလင်းရောင်ပဲရှိတဲ့တော်ရွာလေးနဲ့လုံးဝကိုကွဲပြားခြားနားနေပါတယ်မြို့ပြကြီးမှာဆွဲဆောင်မှုရှိတဲ့အရာတွေအများကြီးရှိပေမဲ့နှင်းစီကတော့တော်ရွာလေးလိုမအေးချမ်းပဲအရန်ကိုရှုပ်ထွေးလှတယ်လို့ခံစားနေရတာပါနှင်းစီခွဲခွာလာခဲ့တဲ့တော်ရွာလေးကတော့တဘာဝအလှတရားတွေနဲ့အရန်ကိုအေးချမ်းလာပါတယ်ဒါပေမဲ့ရန်ကုန်ကိုရောက်ပြီဆိုတော့လေနှင်းစီကအကောင်ဆုံးစူးစမ်းမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်အိမ်မှာမျောလင်းချက်အပြည့်နဲ့စောင့်နေတဲ့အမေဖြစ်သူဒေါ်ရွှေစင်အတွက်သူအလုပ်လုပ်ရမှာပါသူတို့နှစ်ယောက်အလုပ်လုပ်မဲ့နေရာကိုရောက်တဲ့အခါစုစုကနှင်းစီကိုတထေးကြီးဖြစ်တဲ့ဥပထေးစီခေါ်သွားပါတယ်အလုပ်သမားအစ်စ်လေးရဲ့ချုံမောလှပတဲ့မျက်နှာကိုမြင်လိုက်ရတော့ဥပထေးတယောက်သဘောကျပြီးပြုံးလိုက်ပါတယ်ဥပထေးအေးဒီလိုမှပေါ့ကွာအစ်စ်လေးရဲ့ရုပ်ရည်လေးကဆူဆူပြေပြေနဲ့ချောသားပဲစုစုညီမလေးကိုရေမိုးချိုအဝတ်စားလဲပေးလိုက်အောင်ပြီးရင်အတူတူထမင်းသွားစားကြမနှက်ဖြန်ကြရင်အလုပ်စားလို့